ဥအတက်ရောင်လို့ဘိုင်းနာတာဆိုရင်ဘယ်လိုပုံစံမျိုးဘိုင်းနာတာလဲဆိုတာကိုခွက်ခွက်ခြားခြားသိရဖို့အတွက်ဆရာမကဒီနေ့ဗီဒီယိုလေးမှာပြောပြပေးသွားပါမယ်ရှင်။ဥအတက်ရောင်လို့ဖြစ်တဲ့လက္ခဏာတွေကိုဆရာမတို့ကလွယ်လွယ်ကူကူနာဖျားအန်ဆိုပြီးတော့၃ခုမှတ်ထားပါတယ်။ဘာကိုပြောတာလဲဆိုပထမဦးဆုံးကဘိုင်းနာတယ်ပေါ့နော်။ဥအတက်ကြောင့်ဘိုင်းနာတဲ့နာတာကဝမ်းဘိုက်ရဲ့ညာဘက်အောက်ခြေပေါ့စီးကုံရဲ့ညာဘက်ပေါ့နော်။အဲ့နေရာလေးမှာနာတာရှိတတ်ပါတယ်။ပြီးပြီဆိုရင်ကိုယ်အပူချိန်တက်လာတဲ့အတွက်ကြောင့်မို့အဖျားတွဲပြီးပါတတ်ပါတယ်။ပြီးရင်နောက်တစ်ခုကဘာဖြစ်လဲဆိုတော့အန်တာပေါ့နော်။မူးဝေပြီးပြုတ်အန်နေဆိုတဲ့လက္ခဏာတွေမှာလည်းပါတတ်ပါတယ်။ဒါကြောင့်မို့နာဖျားအန်လက္ခဏာ၃ခုရှိနေပြီဆိုရင်တော့ဒါကဥအတက်ရောင်နာများလားဆိုတာကိုတန်တရားရှိပြီးတော့စေယုံစေကမြန်မြန်လေးသွားတင်ပါတယ်။ဥအတက်ရောင်လို့ဘိုင်းနာတာကိုမတိပဲပေါ့နော်မကူတာပဲနေမိမယ်ဆိုရင်48နာရီကနေ82နာရီအတွင်းမှာဒီဥအတက်ပေါက်ပြီးတော့ပေါ့နော်အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေဖြစ်လာနိုင်ပါတယ်။နောက်တစ်ခုကကြတော့ဆရာမတို့ဒီ medical field ကဆရာဝန်တွေသူနာပြုတွေစမ်းလေးရှိတဲ့ဟာပေါ့နော် rebound tenderness လို့ခေါ်ပါတယ်ဒါကတော့ဘ ഹു တုဒအနေနဲ့ဆရာမထည့်ပြောတာပါပြောချင်တာကကြာနာတဲ့နေရာကိုဖိလိုက်တဲ့နာကျင်မှုထက်ပေါ့နော်အဲ့နာတဲ့နေရာကနေပြန်လွှတ်လိုက်တဲ့အခါမှာလူနာခံစားရတဲ့နာကျင်မှုကပို့ပြီးတော့များနေပြီဆိုရင်ဒါက rebound tenderness ရှိတယ်လို့ခေါ်ပါတယ်ဒါကလည်းဥအတက်ရောင်ခြင်းရဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မဒေါက်တာ Grace ပါ